ရင်မောင်းလို့သေးလားရင်မောင်းလို့သေးလားလို့မေးနေတဲ့ကားဆရာကြီးများအတွက်ရင်မောင်းလို့ခေါ်စာတစ်ခုယူဆောင်လာခဲ့ပါပြီအမတို့ကဟုတ်တန်ရှင်ကုမ္ပဏီတိုက်ရိုက်ခေါ်ဆိုခြင်းဖြစ်ပါရဲ့ရှင်မြည်သည့်အခချင်းဝင်တပြားတစ်ဖြစ်မှပေးစရာမလိုအပ်တယ်လို့ပညာရည်ချင်းလည်းလုံးဝကန့်သက်ထားခြင်းမရှိပါဘူးရှင်တကယ်လို့ကားဆရာကြီးတွေကရင်မောင်းတက်တန်6လပဲရှိရဆိုလဲလာရောက်ပြီးတော့ရှောက်ထားနိုင်ပါတယ်ရန်ကုန်မြို့တွင်းကိုတော့အမတို့လမ်းကြောင်းလေးတွေသိရပါမယ်အမတို့စီမှာဆိုရင်လာစာအနေနဲ့အခြေခံလာစာရက်မှန်ကြီး bonus နဲ့အချောင်းခံစား권နေနဲ့လာစာကိုပြီးတော့မှာပဲဖြစ်ပါတယ်လာစာကတော့ညှိနှိုင်းမှာမောင်းနေရမယ်ကားမျိုးစားလေးတွေကတော့ Hijet, Light-Truck နဲ့ Suzuki Caribou ပဲဖြစ်ပါတယ် Hijet ကတော့ Auto, Light-Truck လည်း Auto ပါပဲရှင် Suzuki Caribou လေးကတော့ Manual ဘယ်မောင်းလေးဖြစ်ပါတယ်ရှင်တကယ်လို့လာရောက်လျှောက်ထားခြင်းနဲ့ဆိုရင်တော့အမတို့နှစ်ဦးပဲခေါ်ဆိုတော့မှာဖြစ်တဲ့အတွက်ဖော်ပြထားရဲ့ဆက်သွယ်ရန်ဖုန်းနံပါတ်လေးကိုတနင်္လာနေ့ကနေစနေနေ့အတွင်းမနက်၈နာရီခွဲကနေညနေ9နာရီအတွင်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါရဲ့ရှင်အမတို့အလုပ်တည်နေရလေးကတော့တင်ငန်းကျိုးမျိုးနဲ့တရတော်မှတ်တိုင်16ပိုင်းလေးရက်ကွက်မှာတင်ရှိရပါအားကြောင့်မို့တင်ငန်းကျိုးတောင်ကလာရန်ကုန်မြို့နယ်မှာနေထိုင်တဲ့သူတွေကိုပို့ပြီးတော့ဦးစားပေးပြီးတော့ခေါ်ဆိုသွားမှာပဲဖြစ်ပါရဲ့ရှင်တကယ်လို့ကိုကအဝေးကနေလာတော့ရှောက်ချင်တယ်အမတို့ကုမ္ပဏီမှာလုပ်ချင်တယ်ဆိုရင်တော့အမတို့ကုမ္ပဏီကရုံးဆောင်လေးလည်းပေးထားပါတယ်ယောက်ျားလေးဆောင်လေးရှိရာဖြစ်တဲ့အတွက်လာရောက်နေထိုင်ပြီးတော့အုပ်ကိုင်နိုင်ပါရဲ့ရှင်အလုပ်လျှောက်ထားမယ်ညီကိုမောင်နှမများအားလုံးကိုနှွေးထွေးစွာကြိုဆိုလျက်ပါအားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စ조사ချင်သူတိုင်းအတွက်အခွင့်အရေးရှိရဲ့ဟုတ်တယ်ရှင်ပါအလုံးလို့ရဟုတ်ရှိရဲ့နော်